အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့ကို Viber ဖွင့်နည်းအပြည့်စုံနဲ့ Viber မှာဘယ်လို backup လုပ်ထားမလဲဆိုတာလေးကိုကျွန်တော် sharing လုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Viber ဖွင့်ဖို့အတွက် Viber application ကိုအရင်ဝင်လိုက်မယ်နော်အခုဒီမှာတွေ့နေရတဲ့အခု Viber ကကျွန်တော်က application ကိုပွားထားတာမူရင်း Viber ကတော့ဒီမှာပေါ့နော်ဒီမှာ Viber ကိုဒီလို URL နှစ်ခုပွားပြီးတော့လုပ်ချင်းရင်ကျွန်တော်အားသာချက်ကတော့ကျွန်တော်တို့ဖုန်းနံပါတ်နှစ်ခုရှိတယ်ဆိုရင်ဒီလို Viber ကိုနှစ်ခုသုံးလို့ရတယ်ပေါ့နော်အဲ့ဒါတော့ရှိတယ်အခုလောဆယ်ကျွန်တော်တို့ Viber ဖွင့်ဖို့ application ကိုအရင်ဝင်လိုက်မယ်နော်ဝင်ပြီးရင်ကျွန်တော်တို့ဒီပထမဆုံးတွေ့ရတဲ့ start now ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်မယ်နော်ပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ region ရွေးပြရမယ်ကျွန်တော်တို့ကမြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာ region ကိုရွေးထားလိုက်မယ်နော်ရွေးပြီးရင်ကျွန်တော်တို့ကဒီမှာဖုန်းနံပါတ်ရိုက်ထည့်လိုက်မယ်နော်ဖုန်းနံပါတ်ရိုက်ပြီးရင်ဆိုရင်ကျွန်တော်တို့ကဒီ continue ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာပဲ continue ပဲဆက်နှိပ်လိုက်မယ်ဒီမှာပေါ်လာတဲ့ permission တွေကိုကျွန်တော်တို့က allow နှိပ်ပြီးရုံပဲနော် allow နှိပ်ပြီးလိုက်ရုံပဲအဲဒါဆိုရင်တော့ရပါပြီပြီးရင်ကျွန်တော်တို့ကဒီဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသူကကုတ်ကြမှာပေါ့နော်ကျွန်တော်ကုတ်လေးကိုတစ်ချက်ဆောင်းလိုက်ဒီမှာ auto ကြလာပြီပြီးရင်ကျွန်တော်တို့ကနာမည်ကို Viber name ကိုပါထားမှာလဲဒီမှာကျွန်တော်က area ဆိုပြီးထားလိုက်မယ်ပြီးရင်ထားလိုက်မယ်ပြီးရင်မိတ်ဆွေတို့ကဒီမှာ Gmail ရှင်လည်းဒီမှာ Gmail ထည့်လိုက်ပါတော့တကယ်လို့မထည့်ဘူးဆိုရင်လည်းရတယ်ဒီမှာ next သွားလိုက်မယ်နော်ဒီမှာ birthday date ဒီမှာသွားပြီးတော့ကျွန်တော်ခုနှစ်ရွေးလို့ရတယ်ဒီမှာခုနှစ်ပြီးရင်မိတ်ဆွေတို့ဒီမှာအပေါ်မှာဆိုရင်လည်းလာတွေရေးလို့ရတယ်ကျွန်တော်တော့ဒီတိုင်းဖွင့်ပြတာဖြစ်တဲ့အတွက်ကျွန်တော်မရွေးတော့ဒီတိုင်း okay ပဲနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာအမှန်ချစ်လေးကိုနှိပ်ပြီးတော့ဆက်သွားလိုက်မယ်နော်ဒီမှာပေါ်လာတဲ့ permission တွေကိုကျွန်တော် allow နှိပ်ပြရမယ်နော်ဒီဟာလေးကိုလည်း permission allow နှိပ်ပြရမယ်နော်ဒီလိုမျိုးပေါ်လာရင်တော့ non ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်မယ်နော်ပြီးရင်ဒီဟာဆိုရင် maybe later ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်မယ်နော်ဒီဟာဆိုရင်တော့ကျွန်တော်တို့ Viber ဖွင့်နည်းအပြည့်စုံရပါရောเนาะဒီဟာက Viber ဖွင့်နည်းကတော့ခက်ခဲရင်မဟုတ်ဘူးတကယ်လို့ကျွန်တော်ကမဖွင့်တတ်သေးတဲ့လူတွေအတွက်ယူရေးပြီးတော့ကျွန်တော်ကဒီဟာလေးကိုဖွင့်ပြတာပါเนาะပြီးရင်ကျွန်တော်တို့က Viber backup ကိုဘယ်လိုလုပ်ထားရမလဲအဲ့ဒါလေးကိုဆက်သွားမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာဒီအောက်ဆုံးမှာရှိတဲ့မိုးတွေကိုတစ်ချက်ဆက်သွားလိုက်မယ်เนาะပြီးရင်ကျွန်တော်တို့ကဒီမှာ setting တွေကိုတစ်ချက်ဆောင်လိုက်မယ် Viber backup လုပ်ဖို့အတွက်เนาะပြီးရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးမှာရှိတဲ့ဒီ account တွေကိုတစ်ချက်ဆက်ဝင်လိုက်မယ်နော်ဝင်ပြီးရင်အပေါ်ဆုံးမှာတွေ့တဲ့ Viber backup ဆိုရလေးရှိတယ်အဲ့လိုတစ်ချက်နှိပ်ပြီးဝင်လိုက်မယ်နော်ဝင်ပြီးရင်မိတ်ဆွေတို့က Viber backup ဘယ်လိုလုပ်ထားမလဲဆိုရင်ဒီမှာတွေ့တဲ့ဒါလေးကိုတစ်ချက်နှိပ်ထားမှာမယ်နော်ကျွန်တော်တို့က Gmail နဲ့ဒီမှာ connect လုပ်မထားလို့ဒီမှာသူက not connected to Google Drive ဆိုပြီးပေါ်တာကျွန်တော်တို့ကအဲ့ကြောင့်မလို့ Viber backup လုပ်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့က Gmail account တစ်ခုနဲ့ချိတ်ထားဖို့တော့လိုတယ်ပေါ့နော်အဲ့ကြောင့်လို့ကျွန်တော်တို့ကချိတ်ဖို့ကျွန်တော် setting တွေကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့မှအဲ့ account ဆိုပြီးတော့ရှိရတယ်နော်အဲ့လေးပေါ်လာရမယ်ပြီးရင်မိတ်ဆွေတို့ကဒီ Viber backup လုပ်ဖို့အတွက်ချိတ်ချင်တဲ့ Gmail တစ်ခုကိုဒီမှာရိုက်ထည့်ပါလိုတယ်နော်ကျွန်တော်ကတော့တစ်ခုရိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့က Gmail နဲ့ရိုက်ထည့်ပြီးရင်ကျွန်တော်တို့က next ကိုဆက်သွားလိုက်မယ်နော်ပြီးရင်ဒီမှာကျွန်တော်တို့က password ရိုက်ထည့်ရပါနော် password ရိုက်ထည့်လိုက်မယ်ဒီဟာလေးပေါ်လာရင်တော့ကျွန်တော်တို့ next ကိုနှိပ်ပြလိုက်မယ်နော်ပြီးရင် I agree ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာဆိုရင် access ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာ backup device data ဆိုတဲ့ဟာလေးကိုဒီမှာ on ပေးထားမှရမယ်နော်ဒီလိုဆိုရင်တော့ကျွန်တော်တို့ Viber backup လုပ်ဖို့အတွက် Gmail ကျွန်တော်ချိန်ပြီးသားပဲဖြစ်ပါတယ်เนาะဒီမှာဒီဟာလေးပေါ်လာရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲချပြီးတော့ဒီမှာ continue ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะပြီးရင်မိတ်ဆွေတို့က auto backup ကိုဒီမှာ auto backup ကိုတစ်ချက် slash မှတ်လိုက်မယ်เนาะဒီမှာဆိုရင်မိတ်ဆွေတို့ကဒီမှာ backup လုပ်မလားမလုပ်ဘူးဆိုတော့ဒီမှာလာပြတာမိတ်ဆွေတို့ကဒီမှာ daily
bucket ယူမလားဒါမှမဟုတ်လဲတစ်ပတ်တစ်ခါမှ bucket ယူမလားဒါမှမဟုတ် monthly တစ်လတစ်ခါမှ bucket ယူမလားကိုဒီမှာလာပြီးတော့ရွေးလို့ရတယ်ဒီမှာ daily ကိုကျွန်တော် select မှတ်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့က backup လုပ်တဲ့အချိန်မှာကျွန်တော်တို့ wifi နဲ့လုပ်မလားပြီးရင်ကျွန်တော် mobile data နဲ့လုပ်မလားဆိုတာကိုဒီမှာလာပြီးတော့ရွေးလို့ရတယ်ဒီမှာ wifi နဲ့ပဲကျွန်တော် select မှတ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့က backup လုပ်တဲ့အချိန်မှာကျွန်တော်စာသားတွေကိုပဲ backup လုပ်မှာလားဗီဒီယိုတွေပါ backup လုပ်မှာလားဆိုတော့ဒီမှာရွေးလို့ရတယ်ဒီမှာပုံတွေပါ backup ယူမှာလားဒီမှာဗီဒီယိုတွေပါ backup ယူမှာလားဆိုတာကျွန်တော်တို့ဒီမှာလာပြီးတော့ဒီမှာရွေးလို့ရတယ်တကယ်လို့မိတ်ဆွေတို့ကစာသားတွေပဲလိုချင်တဲ့ပုံတွေဗီဒီယိုတွေမလိုချင်ဘူးဆိုရင်တော့ဒီ setting လေးတွေကိုပိတ်ထားလို့ရပါတယ်เนาะတကယ်လို့ပုံတွေဗီဒီယိုတွေပါလိုချင်နေဆိုရင်တော့ဒီဟာလေးတွေပါ on ထားမှရမယ်เนาะကျွန်တော်ကတော့လိုချင်နေဖြစ်တဲ့အတွက်ဒီဟာလေးတွေကိုအမှန်ချစ်ပြီးတော့ on ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့က backup now ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะဒီမှာကျွန်တော်ကစာတွေပြောထားတာမရှိတဲ့အတွက် backup ယူလို့မရသေးဘူးဆိုတဲ့စာလေးကိုပြတာပါเนาะမိတ်ဆွေတို့ကတကယ်လို့ထဲမှာပြောထားတဲ့စာတွေ history တွေရှိတယ်ဆိုရင်တော့ဒီမှာ backup now လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့သူက percentage နဲ့ပြပြီးတော့ backup စယူနေပြီဖြစ်ပါတယ်เนาะအခုကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ